ကျွန်တော်ရဲ့အပြုံးကပိုနှဆိုင်သွားတယ်လက်သီးကိုမြောက်ပြီးလေထဲကိုပြင်းပြင်းထန်ထန်လွှဲလိုက်ပါတော့တယ်တန့်စင်တဲ့ဝိညာဉ်စွမ်းအားတွေကလေထုကိုရောဘေးကကြည့်နေတဲ့သူတွေရဲ့မျက်လုံးတွေကိုပါတုန်ခါသွားစေတယ်လေ့ကျင့်မှုအဆင့်တရောက်သွားပြီးရှောင်ထမ်းနင်းအဆင့်တက်သွားပြီးပဲကျန်းရွှေရဲ့ညှို့ငယ်နေတဲ့မျက်နှာလေးကຫນွေဦးကွင်းပြင်မှာပန်းတွေပွင့်လာတယ်လို့မျိုးလန်းဆန်းသွားတယ်သူမဟာပါဆက်လေးကိုပိတ်ပြီးဝမ်းသာအားရအောင်ဟစ်လိုက်တယ်ကျန်းတော်ရှိရဲ့မျက်ဝန်းတွေကတော့တုန်လှုပ်သွားတယ်သူ့မှာဝိညာဉ်အမျိုးတွေရှိနေတာပဲလူကျန်းကတော့မျက်လုံးအပြူသားနဲ့ပေါ့သူ့လိုကိုစင်းမြောက်ဝိညာဉ်အမျိုးတွေပိုင်ရှင်ပါရမီရှင်တယောက်ကအမိုက်လိုကောင်မျိုးကိုရှုံးနေသွားတယ်ဆိုတာကိုသူလက်မခံနိုင်ဘူးကျွန်တော်ကတော့ပြုံးပြုံးလေးနဲ့ပဲစာရေးလိုက်တယ်ကျွန်တော်တို့လင်းမီသားစုရဲ့ဘိုးဘေးဘီပင်တွေဒါကျမကကိုစင်းမြောက်ဝိညာဉ်အမျိုးတွေပိုင်ရှင်ကိုအနိုင်ယူနိုင်ခဲ့တာကိုသိရင်ပို့ပြီးတော့တောင်ဂုဏ်ယူနေကြဦးမှာလို့ပေါ့ခုနကလူကျန်းရဲ့လှောင်ပြောင်မှုတွေကသူ့မျက်နှာကိုပြန်ရိုက်လိုက်တဲ့လက်ဝါးရိုက်ချက်လိုဖြစ်သွားပြီးသူ့ကိုဒေါသတကြီးနဲ့လက်တီးချစ်ဆုပ်စေခဲ့တယ်လူရင်းရွှမ်းကတော့အေးဆက်ဆက်နဲ့ပြောတယ်လေ့ကျင့်မှုအဆင့်တစ်လောက်ပါပဲမင်းကတော့လူရုပ်မှာစိတ်ကြီးဝင်နေတဲ့ပုံစံဖြစ်နေတာပဲအဆင့်တက်တာနဲ့အဆင့်6တက်တာကနှိုင်းရှင်လို့ရလို့လားကျွန်တော်ကနှစ်ခါပဲပြုံးလိုက်တာပါကျွန်တော်ကလက်ကိုမြောက်ပြီးလေထဲကိုနောက်ထပ်တစ်ချက်ထိုးလိုက်ပြန်တယ်လေထုထဲကပောက်ကွဲတန်လေးထွက်ပေါ်လာတယ်ကျွန်တော်ကစုပ်တံကိုကင်ပြီးအေးအေးဆေးဆေးပြုံးလိုက်တယ်ပြီးတော့ရောကျန်းယူရွှေကတော့အံ့ဩလုံးလို့ပါစက်တောင်မပိတ်နိုင်တော့ဘူးလေ့ကျင့်မှုအဆင့်2တဲ့နင်က3ရက်အတွင်းမှာတဲ့အဆင့်2ကိုတက်သွားတာလားကျန်းလို့ရှိတောင်ထိုင်ရာကနေထွက်လိုက်မိတယ်ငါတောင်3ရက်အတွင်းမှာအဆင့်2ကိုမရောက်နိုင်ဘူးလင်းချန်နင်ကအရင်ကတကယ်ပဲဝိညာဉ်မျိုးတွေမရှိခဲ့တာတေချာလားဒါပေမဲ့သူမကအပေါ်မေးဖုံးမေးမိမှန်ချက်ချင်းသိသွားတယ်ကျမ်းမိသားစုဝင်တွေအားလုံးရဲ့ရှိမှာကျွန်တော်ကို3ချိန်တိုင်းစစ်ဆေးခဲ့တာလေအဲ့ဒီတုန်းကသာဝိညာဉ်အမျိုးတွေရှိခဲ့ရင်ဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူးလူကျန်းရဲ့မျက်ဝန်းတွေတုန်ခါသွားပြီးဒေါသတွေနဲ့ပြည့်နေသွားတယ်အဆင့်တစ်ဆင့်တက်တာကအောင်နိုင်မှုဆိုရင်အဆင့်2ဆင့်တက်တာကတော့အပြတ်တက်ချင်မုန်းလိုက်တာပဲလူရင်းရွှမ်းကအကြီးကျယ်အံ့ဩသွားပေမဲ့ဆွညင်းနေတော့မဲ့အဆင့်2ကမခတ်ပါဘူးလူကျန်းရဲ့တိုးတက်မှုကိုမနှဲလိုက်မိနေုံပါပဲဒါပေမဲ့ပြောလို့မှမဆုံးသေးဘူးကျွန်တော်လေးတဲကိုနောက်ထပ်တစ်ချက်ထိုးလိုက်ပြန်တယ်ထွက်ပေါ်လာတဲ့ပောက်ကွဲတန်ကလူတိုင်းရဲ့မျက်နှာကိုလက်ဝါးနဲ့ရိုက်လိုက်တယ်လို့ပဲကျွန်တော်ကအေးဆက်ဆက်ပြုံးပြီးစုပ်တန်နဲ့မေးလိုက်တယ်အဲ့ဒီနောက်မှာရောဘာရှိသေးလဲကျန်းတော်ရှိကအရန်လန်သွားပြီးထိုင်ကုန်ကူတိုက်မိလို့လဲကျသွားတာတော့တတိမထားမိတော့ဘူးအဆင့်3မဖြစ်နိုင်ဘူး3ရက်အတွင်းအဆင့်3ကိုရောက်ဖို့ဆိုတာကိုစင်းမြောက်ဝိညာဉ်အမျိုးတွေပိုင်ရှင်အတွက်တောင်မဖြစ်နိုင်ဘူးလင်းချန်နေ့မှာဘာတွေဖြစ်နေတာလဲတကွင်းလုံးတိတ်ဆိတ်သွားတယ်လူတိုင်းကလွန်ခဲ့တဲ့10နှလုံးလုံးအမိုက်လို့တတ်မှတ်ခံထားရတဲ့လူငယ်လေးကိုရိုသေတက်တွေ့ရှိတဲ့အကြည့်တစ်တွေနဲ့ကြည့်နေကြတယ်ကျွန်တော်ကတစ်ဖက်ကိုနောက်ဖြစ်ပြီးကျန်တဲ့လက်တစ်ဖက်ကစုပ်တန်နဲ့ရေးလိုက်တယ်ငကားစစ်စစ်ဖြစ်နေပါစေကိုစင်းမြောက်ဝိညာဉ်မျိုးတွေပဲဖြစ်ဖြစ်ကျွန်တော်ကိုအချိန်သာပေးပါအားလုံးကိုခြေပွားအောက်မှာနင်းချပြမယ်ပြောပြတာနဲ့လူများရှိမှာပဲကျန်းရွှေကိုဖတ်လိုက်ပြီးစုပ်တန်နဲ့ရေးလိုက်ပြန်တယ်လူရွှေကကျွန်တော်လင်းချန်ရဲ့စနီးပဲဘယ်သူမှလူယူလို့မရစေရဘူးလူကျန်ကတော့ဒါကိုအဆက်တကွဲကျိုးနေဖြစ်တယ်လို့ခံစားရပြီးအော်ဟစ်လိုက်တယ်မျိုးရိုးလင်းမင်းကဘာတွေအားရနေတာလဲမင်းကိုပြောပြလိုက်မယ်ကောင်းကင်ပြုတ်ဝက်ချက်ခိုင်းကလူတွေလမ်းမှာရောက်နေပြီးအဲ့ဒီအချိန်ကျရင်ငါကအဲ့ဒီခိုင်းတွေကိုဓာတ်ရိုက်ဝင်မှာမင်းကတော့အဆင့်3လောက်ရှိတဲ့အကောင်လေးတစ်ကောင်ပဲငါနဲ့ရှင်ဖို့မတန်ဘူးပြီးတော့သူကထွက်သွားတယ်ကျွန်တော်ကတော့ပကုံးတွန်းလိုက်ရုံပါပဲလူကျန်ရဲ့ကိုးစင်းမြောက်ဝိညာဉ်အမျိုးတွေဆိုတာကိုကျွန်တော်အမြဲတမ်းတန်တရားရှိနေတာကျွန်တော်တော့3ရက်အတွင်းအဆင့်4ကိုရောက်နိုင်သေးတာပဲကိုးစင်းမြောက်ဝိညာဉ်အမျိုးတွေပိုင်ရှင်ကတစ်ဆင့်တောင်မတက်နိုင်ဘူးဆိုတာမဖြစ်နိုင်ဘူးကောင်းကင်ပြုတ်ဝက်ချက်ခိုင်းကလူတွေရောက်လာရင်သူ့ရဲ့ဝိညာဉ်အမျိုးတွေကိုတေချာစစ်ဆေးကြမှာပဲအဲ့ဒီအချိန်ကျရင်သူကတကယ်ပဲကိုးစင်းမြောက်အဆင့်စစ်ဆေးနိုင်ပါဦးမလားလူရင်းရွှမ်းကတော့ဒီနေ့မျက်နှာပြတ်သွားလို့ကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်နေတယ်ကောင်းပြီနင့်မှာဝိညာဉ်အမျိုးတွေရှိတာအရန်တော်တယ်ပေါ့လေအစကတော့နင့်ကိုတနာလို့တောင်းရန်ခါတွေမယူတော့ဘူးလို့စိတ်ကူးထားတာအခုတော့နင်ကအရန်ဆွမ်းနေမှာတော့နောက်10ရက်နေရင်များပြားလာတဲ့တောင်းရန်ခါတွေကိုပြင်ထားလိုက်ဦးမပေးနိုင်ရင်တော့ငါ့ကိုအပြစ်မတင်တဲ့ကျန်းယူရွှေကိုတခြားလူနဲ့လက်ထပ်ပေးလိုက်မှာခုနကတည်းကပြောနေတဲ့ကျန်းယူရွှေကချက်ချင်းဆိုသလိုစိုးရိမ်စိတ်တွေပြောင်းဝင်လာပြန်တဲ့ရှောင်းထန်းကျမမှရှိတဲ့ငွေစလေးတွေနဲ့တော့ဘလို့မှမလောက်တော့ဘူးလူတော်တော်ကနင့်ကိုတမင်တက်တက်ဒုက္ခပေးနေတာဒါပေမဲ့အခုတော့ကျွန်တော်စိတ်မပူတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဝိညာဉ်ဆရာတယောက်ဖြစ်နေလို့ပဲတန်မိုးကြီးတဲ့စေးလုံးတွေကိုဖော်ဆက်နိုင်တဲ့ဝိညာဉ်ဆရာတယောက်လေယူရွှေကိုလေးကျင့်တော့မယ်နင်လည်းအပြင်ကိုရှောက်မသွားနဲ့တော့သိတယ်မလားကျန်းယူရွှေကလိမ္မာပါနဲ့စွာနဲ့ခေါင်းညှိပြလိုက်တယ်နင့်ကိုထပ်ပြီးဒုက္ခမပေးတော့ပါဘူးသူမဟာကျွန်တော်ရဲ့အလင်းအမြန်ထွက်ခွာသွားတဲ့ကြောပြင်ကိုကြည့်ပြီးမျက်ဝန်းတွေထဲမှာမျောလင်းချက်တွေပြည့်နေခဲ့တယ်အမကတော့တကယ်ဘူးစာရှင်ကိုလက်လွတ်လိုက်ပြီးကျန်းလူရှိကသူမအနာကိုရှောက်လာပြီးနှမျောတက်တက်စွာနဲ့ပြောတယ်3ရက်အတွင်းကျင့်ကြံစဉ်အဆင့်3ကိုရောက်သွားတယ်ဆိုပေမဲ့ကိုစင်မြောက်ဝိညာဉ်မြင့်ပိုင်ရှင်ရှိမှာတော့တကယ်တော့ပြောပလောက်တာမဟုတ်ပါဘူးနောက်တစ်ချိန်လမ်းကြောင်းပေါ်မှာဆိုရင်လင်းချန်ဟာမောကြီးဖို့တောင်အရေးချင်းရှိမှာမဟုတ်ဘူးဒါပေမဲ့ကျန်းယူရွှေကတော့ကျွန်တော်ရဲ့ကြောပြင်ကိုပဲစိုက်ကြည့်ရင်စိတ်ထဲမှာကျေနပ်စွာနဲ့လူချမ်းကဘလောက်ပဲတက်မှာပါစေငါနဲ့ပါဆိုင်လို့လေလင်းချန်ကမှတကယ်စိတ်ချလက်ချအားကိုးထိုက်တဲ့သူပါလို့တွေးနေခဲ့တယ်ကျန်းလူရှိဟာပျော်ရွှင်မှုနဲ့မျောလင်းချက်တွေပြည့်နေနေတဲ့ကျန်းယူရွှေရဲ့မျက်နှာကိုဘေးတိုက်ကြည့်ရင်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်လင်းချန်ကတကယ်ပဲအဲ့ဒီလောက်ကောင်းလို့လားမြို့တော်ဝင်အိမ်တော်ရှိကကြဲပြောတဲ့လမ်းမကြီးပေးမှာဆိုင်ကန်းတွေစီတန်းနေတယ်ဒီနေ့ဟာတမျိုးလုံးကစေးဖော်ဆက်တဲ့မိသားစုတွေရဲ့ပြပွဲနေ့ဖြစ်ပြီးစေးဖော်ဆက်သူအစင်စင်ကသူတို့ရဲ့အကောင်းဆုံးစေဝါတွေကိုလာရောက်ပြသကြတာပါချင်းချန်ဆန်းကချင်းမိသားစုရဲ့ကျေဝန်းတဲ့စင်မြင့်ပုံမှာအယောင်ရဆုံးဖြစ်တဲ့အနေစားချင်းချန်စင်မြင့်စေးတွေကိုပြသနေပြီးကြည့်ရှုသူတွေကတော့တောင်းပန်ရပုံပါပဲမျက်နှာချင်းဆိုင်ကအလားတူကျေဝန်းတဲ့ချန်မိသားစုစင်မြင့်ကတော့လူတူကင်းမဲ့ပြီး၆ကတ်နေတယ်ဒီလိုကွာခြားချက်ကြီးမှမှုကြောင့်ချန်စီလင်ဟာစိတ်မအေးနိုင်ဖြစ်နေတယ်အဲ့ဒီစီနီယာကတကယ်ပဲလာပါမလားဆိုင်မန်နေဂျာကတပ်ပြင်းချရင်ဝိညာဉ်ဆရာအများစုကစိတ်နေစိတ်ထားထူးဆန်းတက်ကြတယ်တူလာမလားဆိုတာသူ့ရဲ့စိတ်အခြေအနေပုံမှာပဲမူတည်တယ်လို့ပြောပါတယ်သူတို့ကိုပိုပြီးစိုးရိမ်စေတာကတော့ချင်းမိသားစုရဲ့အမွေနှစ်ရတနာဟာပုံမအားကောင်းတဲ့စွမ်းပကားတွေကိုထုတ်ဖော်နေပုံရတာပါကြားရတဲ့လောက်တော့ချင်းချန်ဆန်းဟာအလက်စားချင်းချန်စင်မြင့်စေးရည်တပလင်းကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့ပြီးတဲ့ချန်မိသားစုအတွက်တခုတည်းသောထွက်ပေါက်ကတော့အဲ့ဒီဝိညာဉ်ဆရာနဲ့ပတ်သက်မှုရအောင်လုပ်ဖို့ပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ဟာပြပွဲစဉ်မြင့်နှစ်ခုရဲ့အလဲကိုရောက်လာခဲ့တယ်